မင်္ဂလာပါကျွန်တော်ကိုစွဲပါကျွန်တော်ပြီးခဲ့တဲ့ရက်ကမန် PDF နဲ့မိသားစုတစုပေါ့နော်ပြည်သူလူထုမိသားစုတစုနဲ့ဗီဒီယိုဖိုင်လေးကို share ခဲ့တယ်ပေါ့နော် share ခဲ့တဲ့ပုံမှာကျွန်တော်ကတော့ caption တစ်ခုကိုရေးခဲ့ပါတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့စိတ်ရှိရှိနဲ့ဆက်ဆံတဲ့တာဝန်ရှိသူတွေကိုလည်းလေးစားပါတယ်ဒီထက်ပိုပြီးစိတ်ရှင်တော့ပိုကောင်းပါတယ်လို့ရေးခဲ့တယ်နောက်တစ် question ရဲ့ဒုတိယပိုင်းမှာတော့ခံပြောရတဲ့တတိရှိလာတဲ့ဒီမိုကရေစီအကြောင်းနားလည်လာတဲ့ပြည်သူလူထုတွေလည်းတွေ့ရတော့ဝမ်းသာရပါတယ်ပေါ့ကျွန်တော်အဲ့လိုမျိုးလေး caption ရေးခဲ့ပြီးဗီဒီယိုဖိုင်လေးတင်ခဲ့တဲ့ပုံမှာရဲဘော်တွေကိုလူပါဝါတဲ့မိသားစုကိုကျွန်တော်ကထောက်ခံရမလားဆိုပြီးတော့မှကျွန်တော်လာပြီးတော့မှပြစ်တင်ဝေဖန်ဆဲဆိုကျိမ်းမောင်းကြတယ်ပေါ့ဗျာအဲ့ဒီထဲမှာကျွန်တော်တကယ်ချင်းတွေလည်းပါပါတယ်ကျွန်တော်အသီးမိတ်ဆွေတွေလည်းပါပါတယ်ကျွန်တော်မအော်ပါဘူးဒါမဲ့ကျွန်တော်တို့ပြောချင်တာကဒီဖြစ်စဉ်ကိုကျွန်တော်အဆအဆုံးသေချာကြည့်တဲ့အချိန်မှာတော့ကျွန်တော်တာဝန်ယူတဲ့တာဝန်ရှိသူတွေကိုတော်တော်လေးကိုလေးစားရတယ်အဲ့တော့တော်တော်လေးကိုစိတ်ရှည်တယ်တစ်ဖက်ကဥပဒေဆရာမဖြစ်နေတာတကြောင်လဲပါမှာပေါ့နော်တော်တော်လေးကိုစိတ်ရှည်တယ်တော်တော်လေးကိုကင်တွယ်နိုင်တယ်ပေါ့နော်ကင်တွယ်နိုင်တယ်ပေါ့ကျွန်တော်တို့ဒါဆိုရင်အဲ့လိုအခြေအနေမျိုးအဲ့လိုစိတ်ခံစားချက်မျိုးမှာကင်တွယ်နိုင်ပါမလားတော့မသိဘူးပေါ့နော်သူတို့ကင်တွယ်နေတာတွေ့ရတော့လေးစားရတယ်ပေါ့အဲ့တော့ပြောပြချင်တာကအဲ့ဒီမှာလဲအောင်မြင်မှုကျွန်တော်တို့တော်လန်ရေးရဲ့အောင်မြင်မှုတစ်ခုကိုလည်းကျွန်တော်တွေးလိုက်ရလို့ကျွန်တော်ကဝမ်းသာလို့ဒီဟာလေးကိုကျွန်တော် share ပြီးတော့မှအဲ့လိုမျိုးလေး appreciate လုပ်လိုက်တာပေါ့နော်ကျွန်တော်ဂုဏ်ပြုလိုက်တာပါဘာအောင်မြင်မှုကိုတွေ့ရတာလဲဆိုတော့ကျွန်တော်တို့စကလုံးတွေအရင်တကူကြီးတယ်ဆိုတဲ့အကြောင်းပေါ့ကျွန်တော်တို့ຫນွေဥတော်လန်ရေးစားတဲ့အချိန်ပြည်သူ့ကာကွယ်ရေးတပ်မတော်ဆိုတာပေါ်လာတဲ့အချိန်မှာကျွန်တော်တို့ကပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေဖြစ်တယ်ရှင်းပြောရင်တနိုင်ငံလုံးနဲ့ဆိုင်သောပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေဖြစ်တာပေါ့ People Defense Force ပေါ့အဲ့ဒါကိုစစ်ကောင်စီဘက်ကတစ်ဆင့်နှိပ်စေခြင်းတော့ဘယ်လိုမျိုးလုပ်လဲဆိုတော့အနီနဲ့အစိမ်းဆိုပြီးခွဲခြားလိုက်ပြီးတော့မှကျွန်တော်တို့ NLD ပါတီရဲ့လက်နက်ကင်တပ်ဖွဲ့အသွင်တန်းစစ်ကောင်စီကတစ်ဆင့်နှိပ်ပေါ့ကျွန်တော်တို့တောက်လျှောက်စကားပြောလာတဲ့အခါမှာနောက်ပိုင်းကျွန်တော်တို့တော်တော်များများက NLD ရဲ့လက်နက်ကင်တွေหนีပိတ်တွေဆိုတဲ့စကားလုံးတွေကိုယ့်ဘက်ကတော်လိုင်းအင်အားစုတွေတောင်ပြန်ပြောလာတာကိုတွေ့ရတယ်ဒါကျွန်တော်တို့ခွဲခြားလိုက်တာပေါ့ကျွန်တော်တို့ဒီစနစ်တစ်ခုကိုပြောင်းလဲနေသောပြည်သူ့ကာကွယ်ရေးတပ်မတော်အဆင့်ကနေပါတီတစ်ခုကိုကန့်ကွက်လို့မကျင်တဲ့လို့ထားလက်နက်ကင်သောအဆင့်ကိုကျွန်တော်တို့ခွဲခြားလိုက်တာပေါ့တစ်ချက်နောက်တစ်ချက်အဲ့ဒါနဲ့သူတို့ခွဲခြားလို့မရတော့သူတို့ဘာပြန်လုပ်လဲဆိုတော့စစ်ကောင်စီကဘာပြန်လုပ်လဲဆိုတော့သူတို့ကဒီဗမာ PDF ဆိုတဲ့စကားလုံးကိုသုံးလာတာပေါ့နော်ဗမာ PDF ကျွန်တော်တို့ကဗမာ PDF မဟုတ်ပါဘူးကျွန်တော်တို့ People Defense Force ပါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပါတယ်ဗမာကိုကိုစားမပြုတ်ပါဘူးကျွန်တော်တို့ပြည်ထောင်စုအတွင်းမှာမှီတင်းနေထိုင်ကြသောနိုင်ငံသားအားလုံးကိုကိုစားပြုတ်ပါတယ်ပြည်ထောင်စုရဲ့တပ်မတော်တို့တောင်ပြောလို့ရတယ်ပေါ့နော် People Defense Force ဖြစ်ပါတယ်ဒါပေမဲ့စစ်ကောင်စီကတိုင်းရင်းသားတွေနဲ့ကျွန်တော်တို့ရဲ့ဂျာမှာဆက်ဆံရေးတွေအမြင်တွေကွဲပြားသွားအောင်လူမျိုးစုတော်လှန်ရေးအသွင်နော်လူမျိုးစုတော်လှန်ရေးအသွင်တန်းဆောင်လို့ဆိုပြီးတော့မှစစ်ကောင်စီကဗမာ PDF တွေဆိုတဲ့စကားလုံးစပြီးသုံးပါတယ်စသုံးတဲ့သူတွေကလည်းကြော်မျိုးမင်းတို့ကြော်စိုးဦးတို့ပါအဲ့ရနေမှတစ်စစ်တဖြည်းဖြည်းနဲ့ဗမာ PDF တွေဆိုတဲ့စကားလုံးကတွင်ကျဲလာပြီးနောက်ပိုင်းကိုယ့်ရဲ့တော်လှန်ရေးအင်အားစုတွေအားတော့လူမျိုးစုအခြေခံတဲ့စကားလုံးတွေပြောလာတာပေါ့မင်းတို့ကရင်တွေမတိုက်ဘူးလားငါတို့ဗမာ PDF တွေပဲအသေးခံရတယ်ဆိုတဲ့စကားလုံးမျိုးတွေပေါ့ဒါကျွန်တော်တို့တော်လှန်ရေးကိုတစ်ဆင့်နှိပ်ပြီးတော့မှလှုပ်လိုက်တဲ့သဘောတွေပေါ့စစ်ကောင်စီကတစ်ချမ်းချင်းတွေခွဲထုတ်တဲ့သဘောတွေပေါ့အဲ့တော့ကျွန်တော်တို့မြန်မာလူထုတွေကလည်းဖြစ်နေတာကသူကဘတ်ဆွဲတဲ့ဝါတာပေါ့ဒီဘက်ကိုထောက်ခံဟိုဘက်ကိုဆန့်ကျင်ရမယ်ဆိုတဲ့သဘောကျွန်တော်တို့ကဒီဘက်ကိုထောက်ခံတိုင်းဟိုဘက်ကိုဆန့်ကျင်စရာမလိုဘူးပေါ့အဲ့တော့ကျွန်တော်တို့ကဒီမန်စကားအစကိုပြန်သွားရမယ်ဆိုမန်လေး PDF ကတာဝန်ရှိသူတွေတာဝန်ထမ်းဆောင်တာကိုထောက်ခံတိုင်းတစ်ဖက်ကိုကျွန်တော်တို့ကရိုးရိုးနဲ့ပြောစရာမလိုဘူးပေါ့အဲ့တော့တာဝန်ရှိသူတွေတာဝန်လာရောက်ထမ်းဆောင်တဲ့အချိန်မှာတာဝန်ထမ်းဆောင်မှုကိုအနှောက်အယှက်ပေးတဲ့အတွက်ကြောင့်မို့ပုံမှန်353ဆိုတဲ့ဥပဒေနဲ့တရားစွဲပြီးထောင်ဒဏ်2နှစ်ထိချမှတ်လို့ရတယ်ပေါ့ဒါကဥပဒေအကြောင်းအရစိတ်ခံစားချက်ကတက်ပေါ့အဲ့တော့ကျွန်တော်တို့ကယူနီဖောင်းဝတ်ထားတဲ့အတွက်ကြောင့်မို့စိတ်ခံစားချက်ကတက်ဥပဒေအကြောင်းအရာကတက်ကင်တွယ်ရမှာပေါ့အဲ့တော့ Manly PDF ကလည်းဒါမျိုးကင်တွယ်သွားတာတွေ့တဲ့အတွက်ကြောင့်မို့ကျွန်တော်ကလည်းသဘောကျတယ်
တော့အဲ့ဒီခံပြောတဲ့လူတို့သူတို့ဒီကျွန်တော်ကြားတာစစ်တပ်ရရှိတယောက်ရဲ့မိသားစုလို့ကြားတယ်ဟုတ်မဟုတ်တော့မသိဘူးဘလို့ပဲဖြစ်ပါကျင်းနေတာတစ်ခုကတော့ကျွန်တော်တို့အောင်မြင်မှုတွေ့ရတယ်ဆိုတဲ့စကားလုံးကိုပြန်ကောက်ရရင်ဘာအောင်မြင်မှုလဲဆိုလို့ရှိရင်ကျွန်တော်တို့နဲ့နေရတာဒီသူတို့ကျွန်တော်တို့ကိုခံပြောတော်လဲပဲအာခံဟိုပြောတော်လဲပဲသူတို့ကိုမတက်တော့ပါဘူးအသက်အိုးအိမ်စီးစိမ်မဆုံးရှုံးတော့ပါဘူးဆိုတဲ့စိတ်ခံစားချက်သူတို့မှရှိနေတယ်အဲ့တော့ပြောချင်တာကသူတို့ကကျွန်တော်တို့ကိုမကြိုက်နှစ်သက်တော်လဲပဲသူတို့စိတ်ထဲမှာလက်ခံနေတယ်ကျွန်တော်တို့နဲ့နေရတာလုံခြုံတယ်ဆိုတဲ့အသိစိတ်ကမသိစိတ်ကလက်ခံနေတယ်ဆိုတဲ့သဘောသွားတွေ့ရတယ်အဲ့တော့ကျွန်တော်တို့တော်လှန်ရေးရတယ်လူထုလုံခြုံမှုဖြစ်ဖို့ဆိုတဲ့အချက်တစ်ချက်ပါဝင်တဲ့အတွက်ကြောင့်မို့ကိုယ်ကိုမနှစ်သက်တော်လဲလုံခြုံနေတယ်ဆိုတဲ့ခံစားချက်ကကိုကကျွန်တော်တို့တော်လှန်ရေးအတွက်အမျက်အစွန်းအနှစ်သာရကိုသွားတွေ့လို့ကျွန်တော်က appreciate လုပ်တာဖြစ်ပါတယ်ကျွန်တော်တို့လည်းနယ်မြေနဲ့ဆက်ဆံတဲ့အခါအဲ့လိုမျိုးတွေတွေ့ရပါတယ်ကျွန်တော်တို့ဆက်ဆံတဲ့နယ်မြေတွေမှာတချို့ကြက်ခိုင်မိသားစုဝင်တွေစစ်တပ်မိသားစုဝင်တွေရှိပါတယ်ကျွန်တော်တို့ကိုလည်းအောက်တောက်ခောက်တာတို့အန်ကျိတ်တာတို့မျက်စောင်းထိုးတာတို့လုပ်ပါတယ်သို့တော်လည်းပဲကိုဝတရားကိုနှောက်ယှက်ရင်တော့ဝတရားနှောက်ယှက်မှုနဲ့သက်ဆိုင်ရာနယ်မြေအုပ်ချုပ်မှုတွေနဲ့တရားစွဲဆိုရမှာပေါ့အဲ့လိုမဟုတ်ဘူးဆိုရင်တော့သူကိုအဲ့လိုလုံရဲတယ်ဆိုတဲ့ကသူစိတ်လုံခြုံမှုရှိနေတယ်ဆိုတော့တွေ့ရတာပေါ့စစ်ကောင်စီနဲ့ဆိုရင်တော့ခမားဖြစ်ကျွန်တော်ဖြစ်ဒါမျိုးသူ့ကိုထောက်ခံသူရောသူ့ကိုမထောက်ခံသူရောပြန်မပြောရဲဘူးလေဒါမျိုးရှိတာပေါ့နော်သူတို့ဥပဒေအရကင်တွယ်တာထက်ပုဂ္ဂလိကဆန်ဆန်ဖြည့်ရှင်းပစ်တာလေစစ်ကောင်စီမှာအများကြီးပဲပေါ့ပြောချင်တာကတော့တာဝန်ထမ်းဆောင်တဲ့သူတွေလည်းတကယ်ကိုလေးစားဖို့ကောင်းတယ်တကယ်ကိုဥပဒေနားလည်တဲ့ဆရာမတယောက်ပါနေတာလည်းတွေ့ရတဲ့အတွက်တကယ်ကိုစနစ်ကျတယ်လို့ပြောလို့ရတယ်ပြန်ပြောတဲ့သူကလည်းဝတရားနှောက်ယှက်မှုအမှုထက်တိုးသွားဟိုဘက်ကတရားစွဲရင်အမှုထက်တိုးသွားနိုင်တယ်ပေါ့ဒါပေမဲ့ဒီလောက်ထိခံပြောနေတာတော့ဘာမှမဖြစ်ဘူးဒီလောက်ထိမဟုတ်မဟတ်တွေပြောနေတာတော့ဘာမှမဖြစ်ဘူးဆိုတဲ့စိတ်လုံခြုံမှုလေးရလဲကျွန်တော်တို့တော်လှန်ရေးရဲ့အနှစ်သာရတစ်ခုဖြစ်တယ်ဆိုတာကိုကျွန်တော်ပြန်လည်ရှင်းပြလိုက်ပါတယ်နောက်တစ်ခုကကျွန်တော်ဒီ Facebook ဒီကျွန်တော်ရဲ့ personal ဖြစ်ပါတယ်ကျွန်တော်တက်ဖွဲ့နဲ့မဆိုင်ပါဘူးအဲ့တော့ကျွန်တော် personal ခံစားချက် personal ခံယူချက် personal အကြောင်းအရာတွေကိုတင်တာဖြစ်ပါတယ်ကျွန်တော် comment လေးတစ်ခုတွေ့လိုက်တယ်အဲ့ဒါပါလဲဆိုတော့တက်ဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပြီးတော့လူထုအမြင်ပေါ်ညံနေတယ်ဘာညာကျွန်တော်လာပြောတယ်ပေါ့နော်ကျွန်တော်ကဒီအကောင့်ဒီတက်ဖွဲ့ရဲ့ခေါင်းဆောင်အနေနဲ့တင်နေတာမဟုတ်ပါဘူးကိုယ်စွဲအနေနဲ့ပြည်သူတယောက်အနေနဲ့ပဲကျွန်တော်အများတန်းတင်ပြီးတော့မှတကိုယ်ရေးစိတ်ခံစားချက်ကိုပဲပြောတဲ့အကောင့် personal only ဖြစ်ပါတယ်ခင်ဗျာအားလုံးကြမှာကြပါစေ